လူဗီတယောက်လည်းတစ်ဆုံးသွားပြီဖြစ်တဲ့အကိုကြီး Ace ကိုကြည့်ရင်အရန်နေခြေကွဲခံစားနေရပြီးတော့ရင်နာနဲ့အော်ငုံနေပါတော့လူဗီကသူ့ရှိမှ Ace အသက်ခံလိုက်ရတာတွေကိုပြန်တွေးပြီးတော့အော်ငုံနေခဲ့ပါလူဗီငယ်တုန်းကလည်း Ace တည်တယ်လို့ထင်ပြီးတော့ငုံနေရကြောင်းမလို့ Ace ဆိုတာကိုလည်းခံခဲ့ရပါပါတယ် Ace ဟာလူဗီလိုပြောညံ့ညံ့ညီလေးကိုချားပြီးတော့ဘယ်တော့မှမတင်နိုင်ဘူးဆိုပြီးတော့ဂတိတွေပေးခဲ့ပေမဲ့အခုကျတော့လူဗီရှိမှပဲတည်ဆုံးသွားခဲ့ရပါပြီကပ်တယောက်လည်းအတော်လေးကိုခံစားနေရပြီးတော့ရောဂျာသူ့စီကို Ace ကိုလာအပ်ခဲ့တဲ့အကြောင်းတွေကိုပြန်တွေးရင်းနဲ့ငိုနေမိခဲ့ပါတယ် Ace တည်သွားတာကိုမြင်လိုက်ရတဲ့ YB ရအဖွဲ့သားတွေအားလုံးရဲ့ငိုတံဟာစစ်ပွဲကြီးကိုဖုံးလွှမ်းသွားခဲ့ပါပြီ